哇，家就能考给他过他，打不了皮蛋。阿家就当我买家耶，阿公嘛当我呢不会过他，阿公也说那干没有，有的要有的我们一路都干没了呢，你不搞到我的，对面不差呢说打，我搞的路的一路qua，阿公呢啥也没提，要电杆子有边那路的没提，路没票申请。အခုမင်းရဲ့အပြုတ်မှုကြောင့်ငါမျိုးအပြစ်ပေးတဲ့အနေနဲ့ဒီနေ့ကစာရင်ငါမျိုးဒီကုမ္ပဏီကနေအလုပ်ထုတ်လိုက်ဟုတ်ကဲ့ပါကြာရဲ့ကျွန်တော်ပြောကျွန်တော်သိပါနောက်ဒီလိုမဖြစ်စင်အောင်ကျွန်တော်တော့အလုပ်မထုတ်ပါဒါကငါအပြစ်ပေးတဲ့အနေနဲ့မျိုးကဒီကုမ္ပဏီမှာထားကြအကြောင်းမရှိဘူးအဲ့တော့မင်းအခုနဲ့စာပြီးကိုထုတ်ကိုဆိုရင်မင်းဆင်းလိုက်တော့ဟုတ်ကဲ့ပါကျွန်တော်ပြောကျွန်တော်ခံယူပါမယ်ကြာရဲ့အဲ့ဒါအေးဒါနေကောင်းလားအေးဒီလိုပို့နေရလားအေးဟုတ်တယ်မင်းတို့ဘာလုပ်နေလဲအလိုအားသားကြီးအမေတောင်းမှန်းတာတစ်ခုရှိရဲကွာအေးပြောနေတာဒီလိုသားကြီးကိစ္စမျိုးတော့တရားရပါတယ်ဒါတွေလောက်ပါတော့ဒီပါကွာအမေကျေးဇူးတင်မယ်ငါ့ကိုခွင့်လုပ်ပေးတယ်တိုက်ကြဆင်ဟုတ်ပြီပါမလားဆက်ပြီးမှကွာမင်းမဘာပြင်းမှရှိအောင်မဟုတ်လားကြိုက်ကြောင်စကားလေးနည်းနည်းလောက်ပြောလို့ရအောင်အေးဘယ်လိုပြောလဲဒီကောင်ကလေအလုပ်လေးပြန်ခံပြီးလို့ရမလားမသိဒီကောင်မှာဘာပြင်းမှမရှိဘူးဒီကိစ္စကလည်းကျွန်တော်မားကြောင့်ဖြစ်ခဲ့ရတာဆိုတော့သူနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲကြောင့်သူ့အလုပ်လေးပြန်ခံပေးစီဒီဘောမင်းမောက်မင်းတီးဆိုတော့လာပြီးအပ်ပြီးတော့ငါတို့အလုပ်ထလိုက်မင်းလည်းဒီမောက်တင်နှန်းစာယူပြီးတော့နောက်လုပ်တော့ဒီလိုမဖြစ်စေနဲ့ဟုတ်ကဲ့ပါကျွန်တော်တီးပါနောက်လည်းဒီလိုမဖြစ်စေရပါဒီမောက်လည်းတင်နှန်းစာယူပြီးတော့နောက်ဒီလိုမဖြစ်အောင်နေထိုင်ပါအေးဒါရဆိုကျွန်တော်တောင်းခွင့်ပြုပါတိုင်ကတော့တော့မှာဆိုနော်ပေးစအေး